promise that you hold me close, don't let me go. Take my heart, don't break it. Love me to my bones. All this time I've wasted. You were right there all along. The river walk Cambodia ပါပုံလေးစီးကြည့်မယ်ပေါ့ river ပေါ်မှာတော့ဟိုးဘက်ကနေဟိုးဘက်ထိပတ်ပြီမှာHey ပါရီစားနေတာအခုကတော့တင်မောစထွက်ပါပြီဒီတင်မောကိုစီးချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ River Walk နာမှာလမ်းလျှောက်လိုက်တာနဲ့တင်မောစီမလားဆိုလို့မှလာမေးတဲ့ကောင်လေးတွေရှိပါတယ်သူတို့နာမှာပတ်စံပေးလိုက်တာနဲ့တင်မောစီလို့ရပြီပဲဖြစ်ပါတယ်တခုသတိထားမှာကတော့သူတို့ပြောတဲ့ဈေးထက်တဝက်လောက်စစ်ပြီးတော့မှစီးတင်ပါတယ်နောက်တစ်ခုပြောချင်တာကတော့ဗျာကမ္ဘောဒီးယားရဲ့ဖနိုမင်ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုစီးတဲ့ River Walk နာကဒီတင်မောကိုစီးကြီးတင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မြင်ရတဲ့ရှုခင်းတွေကမှောင်လာလေးလှလေးပဲဖြစ်ပြီးတော့မှပေးရတဲ့ဈေးနဲ့လည်းတော်တော်လေးတန်ပါတယ်ဟာမိုင်းလိုက်လားစားတောက်အနေနဲ့ကတော့တင်မောပေါ်မှာလည်းမှာပြီးစားလို့ရတဲ့အပြင်ဘက်ကကိုယ်စိတ်ကြိုက်လည်းယူလာပြီးတော့မှစားလို့ရပါတယ်ဒါပေမဲ့တင်မောပေါ်ကအစားတောက်တွေကတော့တိတ်မတန့်ရှင်းလို့ကျွန်တော်တို့ထင်ပါတယ်သူတို့ကတော့ဒီရှုခင်းပြဖို့တည်တတ်မယ်ဆိုတော့ကိုကစားခြင်းတောက်ချင်တာလေးတွေကိုပြင်ဘက်ကနေပေါ်ဝယ်လာတာကတော့ပို့ပြီးတော့မှအဆင်ပြေပါတယ်ကြီးအော်လာတယ်နော်တက်မြတ်ပါလားတက်မြတ်မအော်လေမိုင်းလိုက်လားမေမြတ်တက်လိုက်မေမြတ်တက်လိုက်အဲလေမိုင်းတယ်ညောင်လုံးရှုခင်းတွေကတော့မှောင်လာလေးပူလှလေးဖြစ်ပြီးတော့မှပကြီးကားတစ်ချက်ကိုကြည့်နေရတယ်လို့မျိုးခံစားရပါတယ်ဒါတော့လည်းမြင်ပြလိုက်တာနော်သိမ်းထားလိုက်အခုအပြန်လမ်းမှာမြင်တွေ့ရတဲ့ phenomenon လမ်းတစ်လျှောက်မှာဆိုလို့ရှိရင်မီးလုံးလေးတွေကိုတစ်ပင်ခိုင်းနေမှာချိန်ထားတဲ့ idea ကလည်းတော်တော်လေးကောင်းပြီးတော့မှ tourist တွေကို attraction တော်တော်လေးဖြစ်စေပါတယ်။နောက်လာမယ့်ဗီဒီယိုမှာတော့ phenomenon ရဲ့ night market ရဲ့ phenomenon ရဲ့ street food တွေကဘယ်လိုမျိုးရှိလဲဆိုတာကိုပြောပြပေးမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။